စာလေးတစ်ပုဒ်ဦးဇင်းတို့ဖတ်ဖူးတယ်ဘယ်သူရေးတယ်လို့တော့မသိဘူးအဖွားတယောက်ရေးတဲ့အဖွားတယောက်ရဲ့ခံစားချက်မျိုးလေးနဲ့ရေးထားတာလေးအမေသေးမမငိုကြနဲ့ငါလေးဘာမှမကြရတော့ဘူးမသာအပူအသဗျာကူလဲငါလေးမယူနိုင်တော့ဘူးမြုပ်နှံဖို့တုတ်တန်ပို့လဲငါလေးနှုတ်ပြန်လို့မဆက်နိုင်တော့ဘူးရစေအမြပေးဝေငှလဲပဲဘဝကခြားသွားပြီလေအဲ့ဒါကြောင့်မသေးသေးတဲ့အခိုက်ရေအေးအေးလေးတိုက်ပါလားသားတို့သမီးတို့ရဲ့တဲ့ဒီလိုလေးရေးထားတာအမေတယောက်ရဲ့ခံစားချက်ပြိဿမကောင်းဘူးလားအမေသေးမမငိုကြနဲ့ငါလေးဘာမှကြားတော့ဘူးတချို့ကပြိဿရှိတုံးတော့ပြစ်ထားပြိဿအသေးသွားပြီဆိုမှအာပြဲကြီးနဲ့ခွာငုံဟုတ်လားအမေဩကျင်တယ်လိုက်ဩအတန်ကျက်ဆက်တက်ပြီးတော့ဩသေနေတဲ့အမေကြားစေးလားအဲ့ဒီကြမှာလူကြားကောင်းအောင်ဩတာလူမြင်ကောင်းအောင်ငိုတာဟုတ်လားအဲ့ဒါမျိုးတော့သားတို့သမီးတို့ရဲ့မငိုကြပါနဲ့တဲ့အမေမကြားတော့ဘူးဟုတ်တယ်နော်နောက်တကပြိဿရဲ့မသာအပူအသဗျာကူလဲအမေမယူနိုင်တော့သေသွားပြီဆိုတော့မှအခေါင်းထဲပဲအမေရဲ့ကတော့စေးဆိုပတ်စံလေးအနှဲငယ်မထည့်ဘူးလားအမေယူနိုင်စေးလားမယူနိုင်တော့လက်ကလည်းပြိဿရဲ့မဆုံနိုင်တော့လက်ဝါးနဲ့လည်းအမေကဖြန့်ထားယူမယူတော့တဲ့အငွေကိုမပပအောင်ပါဇက်ထဲထိုးထည့်ဟုတ်လားမသာအပူအသဗျာကူလည်းအမေမယူနိုင်တော့ပါဘူးနောက်တကသုတ်တန်တစမြုပ်နှံကြလေအမေကနှုတ်ပြန်လို့မဆက်နိုင်တော့သုတ်တန်ရောက်ပြီဆိုမှအမေသွားပြီတော့အမေရဲ့မပြောဘူးလားအေးသွားတော့ငါသားရေတတ်တာအမေကလုံနိုင်စေလားဘယ်အမေမှမလုံနိုင်တော့ဟုတ်လားဘယ်အမေမှမလုံနိုင်ဘယ်အဖေမှမလုံနိုင်အဲ့ဒါကြောင့်သူတော်ကောင်းတို့တွေအမေဖေရှင်နေတဲ့အခိုက်ခရီးသွားမယ်ဆိုလဲအမေခရီးသွားအောင်မေကတော့အမေကပေးတဲ့မေတ္တာတွေမပေးဘူးလားဟာပေးတာပေါ့ငါသားလေးကျမ်းပါပါစေချမ်းသာပါစေငါသမီးလေးကျမ်းပါပါစေချမ်းသာပါစေမပေးဘူးလားသားရင်သမီးရင်တွေကပြိဿအဲ့ဒီမေတ္တာမျိုးမရတော့အခုရှင်ချမ်းကအဲ့ဒီမေတ္တာတွေဝင်ယူတာပဲဟုတ်လားအဖိုးဘွားတွေထမင်းကျွေးတိုင်းဗဇက်ကထုတ်ပြောရင်ပြောမပြောရင်ပြိဿရင်ထဲကလည်းသူတို့မှာမေတ္တာတွေပို့တာမရှိနိုင်ဘူးလားရှိတာပေါ့ပြိဿရှိတာပေါ့အဲ့ဒါကြောင့်အမေသေးမှမငိုချနဲ့ငါလေးဘာမှကြားတော့ရှင်တုံးလေးအခိုက်မှာအမေအဖေလို့ခေါ်သူတော်ကောင်းတို့ဟုတ်လားအဲ့ဒီရစာကပြိဿဘာနဲ့မှမတူခုဦးဇင်းတို့ဖေခေါ်တယ်လည်းမရှိအမေခေါ်တယ်လည်းမရှိတော့ဒါပေမဲ့ဦးဇင်းကတိတ်ပြီးတော့ဝမ်းမနေဘူးဆိုတာဘာဖြစ်လို့တော့မေးလဲတော့အဖေနေမကောင်းလေဦးဇင်းကဒီသင်္ကန်းဝတ်နဲ့ပြိဿသာသမီဦးဇင်းတို့10 ယောက်12 ယောက်ရှိတဲ့သာသမီတွေထဲဦးဇင်းကမနှိမ့်အောင်ကိုဦးဇင်းကပြုစုနိုင်လိုက်တယ်အမေနေမကောင်းတော့လေအမေထမိန်လျှော်ဖို့လေးတစ်ခုပဲကြံတာအကုန်တို့အမေနာကပ်ပြီးတော့စောင့်ရှောက်ပြီးတော့ပေးနိုင်ခဲ့တယ်အဲ့ဒါကြောင့်ဦးဇင်းကအမေဖေသေးတဲ့ခါတိတ်ပြီးတော့ဝမ်းမနေဘူးဆိုတာကသာသမီတွေအများနဲ့ရှင်လိုက်တဲ့ခါကိုကအမေနဲ့ပတ်သက်ပြီးရတဲ့ကုသိုလ်တွေရလိုက်လို့ဟုတ်လားမင်းကွန်းဆရာတော်ကြီးရဲ့ဘဝဖြစ်စဉ်ကိုဖတ်ကြည့်ပေါ့အကိုတယောက်ကအဝေးရောက်လို့အမေအတွက်အိမ်လေးဆောက်ရအောင်အကိုကြီးထဲ့အောင်သာသမီတွေဝိုင်းဆောင်မှာကိုကြီးကမထဲ့အမေအတွက်ဘာလို့အောင်ဟေးဆိုလဲလှမ်းပြောလဲမကြားချင်အောင်ဆောင်အမေသေးတော့မှပြိဿကြီးအဲ့ဒီအဝေးရောက်တဲ့အကိုကအာပြဲကြီးနဲ့လာငိုတယ်တဲ့ဟုတ်လားအဲ့တော့မင်းကွန်းဆရာတော်ကြီးကပြောတယ်ငိုတဲ့မင်းကငိုရမဲ့ကောင်ငါတို့ကမငိုရဘူးဟုတ်လား
ဘာဖြစ်လို့တော့မင်းတာဝန်မကြည့်ခဲ့ဘူးသူကလေတာဝန်ကြည့်ခဲ့တဲ့ပြိတ္တိပုဂ္ဂိုလ်ကငိုစရာလိုလားအဲ့ဒါကြောင့်အမေသေးမမငိုကြနဲ့အမေဘာမကြတော့ဘူးနောက်တက်ကပြိတ္တိမသားဘူးအတပြားကူလဲအမေမယူနိုင်တော့ဘူးမယူနိုင်တဲ့အခါမှာပေးတာတဲ့ယူနိုင်တဲ့ချိန်မှာပေးတာကပြိတ္တိဘာဖြစ်တော့ပို့ပြီးတော့တန်ဖိုးရှိတယ်ဟုတ်လားဟာကိုဘလောင်လေးရှိရှိအမေကနဲတယ်များတယ်မဟုတ်ဘူးပေးလိုက်ရင်ပြိတ္တိအမလီသားလေးကြမ်းပါပါလေချားနေပါလေမေတ္တာတွေမပေးဘူးလားပေးတယ်ပြိတ္တိပေးတယ်ဒီအမေကပြိတ္တိသားလေးမျက်နှာသမီးလေးမျက်နှာမမြင်ရခင်ကတည်းကဘာတွေပေးခဲ့တယ်ကတတော်ကောင်းတို့ဦးဇင်းတို့အမေဝမ်းမှာနေတော့ကကြည်ငါသားလေးချစ်လက်အင်္ဂါဆုံးပါစေငါသမီးလေးလှလှလေးဖြစ်ပါစေငါသားလေးငါသမီးလေးညံကောင်းကောင်းလေးမွေးပါစေမေတ္တာမပေးဘူးလားအဲ့ဒါကြောင့်အမေကဗျမ္မာနဲ့တူတယ်ပြောတာဘာနဲ့တူတယ်မေတ္တာပေးတယ်ကရုဏာပေးတယ်မုဒိတာပေးတယ်ဥပေက္ခာပေးတယ်ဗျမစိုးတရား၄ပါးလုံးပေးတာဒီဘယ်သူပါလဲအဲ့ဒါကြောင့်မြတ်စွာဘုရားကဘိက္ခဝေယံတော်များဝချစ်သားတို့ဗျမ္မာတိဧတံဗျမ္မာဆိုတဲ့အထိုအမည်သည်မာတာပိတုဏမိခင်ဖခင်ကျေးဇူးရှင်တို့ရဲ့အဓိဝဆနံအမည်ပဲဗျမ္မာဆိုတာမိခင်ဖခင်ကိုပြောတာဘယ်သူကိုပြောတာအမေကသားလေးမမွေးခင်ကတည်းကကျမ်းမာပါစေချမ်းသာပါစေခြေလက်အင်္ဂါဆုံးပါစေလှလှလေးမွေးပါစေပညာတတ်ကြီးဖြစ်ပါစေမေတ္တာမပေးဘူးလားမေတ္တာမွေးလာပြီဆိုတော့သားလေးသမီးလေးများငိုနေရင်အမေနေနိုင်လားဘာလို့လို့ငိုတာပါလိမ့်ငါသမီးလေးဘာဖြစ်တာပါလိမ့်ငါသားလေးဘာဖြစ်တာပါလိမ့်တခါတဲ့သားလေးသမီးလေးများငိုရင်သားပေါ်သမီးပေါ်မှာဖြစ်နေတဲ့ဝေဒနာသူသာဖြစ်လိုက်ခြင်းနေဘာဓာတ်လဲကရုဏာသားပေါ်မှာတနာတာသမီးပေါ်မှာတနာတာဟုတ်လားတနာတာပါလေကရုဏာအဲ့လိုလေးစောင့်ရှောက်မွေးလာတော့မတ်တက်လေးပြေးနိုင်ပြီဟေးဆိုရင်အောင်မလေးပြေးနိုင်ပြီဟိပြေးနိုင်ပြီဟိလက်ခုပ်လေးတီးပြီးဝမ်းမမြောက်ဘူးလားမိဘဟုတ်လားအဲ့ဝမ်းမြောက်တာဒီပြိတ္တိမုဒိတာပါလေအဲ့လိုလေးနဲ့မွေးလာပြီးအမလေးသားလေးဆောင်မှုပဲအောင်နေဟိအမေမပြောဘူးလားအဖေမပြောဘူးလားမုဒိတာဝမ်းမြောက်တာဟုတ်လားသူများကဝမ်းမြောက်ခြင်းမှမြောက်မှာကိုသားသမီးထွန်းပေါက်ပြီဆိုရင်အလွန်ဆုံးအစောဆုံးဝမ်းမြောက်တာဒီဘယ်သူပါလဲအဲ့ဒါမုဒိတာဆောင်မွေးအောင်လဲမုဒိတာပွားစီးပွားရေးဖြစ်လဲမုဒိတာပွားဟုတ်လားဘယ်လောက်ဒီမုဒိတာပွားတော့မေအမေဖေကအသက်90 100ရောက်ရင်ရောက်လို့သားသမီးကပြည့်တယ်80 80ရောက်လာပါစေအမေသာအိုရင်အိုသွားမယ်မေတ္တာအိုမသွားဘူးဟုတ်လားအသက်ကြီးလို့အားတွေနဲရင်နဲသွားမယ်သားသမီးပေါ်မှာထားတဲ့မေတ္တာကရုဏာအားနဲသွားတယ်ရှိလားမရှိဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကမိဘနှစ်ပါးကိုဗျမ္မာလို့ခေါ်တာဘာလို့ခေါ်တယ်ဗျမ္မာလို့ခေါ်တာအဲ့ဒါကြောင့်အဖွားတစ်ယောက်ရဲ့ခံစားချက်ကအမေသေးမမငိုကြနဲ့အမေဘာမကြားတော့ဘူးမသားအပူအတပြားကူလည်းအမေမယူနိုင်တော့ဘူးမြုပ်နှံဖို့တုတ်တန်ပို့လဲအမေပြန်ပြီးတော့နှုတ်မဆက်နိုင်တော့ဘူးရစေမျှဝေကြလဲရစေခဏအမျှဝေကြလဲဘဝကဘာဖြစ်တော့ချားသွားပြီအဲ့ဒါကြောင့်မသေးသေးတဲ့အခိုက်ရေအေးလေးတိုက်ပါလားသားတို့သမီးတို့ရဲ့တဲ့ရေအေးလေးလောက်တိုက်တယ်ဆိုရင်ကိုအမေဖေမကျေနပ်ဘူးလားအမေဝေးရပြန်လာတယ်အမေရေတောက်အောင်မလားအဖေအလုတ်ပန်းလာတယ်ရေတောက်အောင်မလားတောက်ချင်မတောက်ချင်အမေဖေတောက်မှသေးကြတယ်ဘာဖြစ်လို့တော့မေသားရဲ့ကျင်နာမှုသမီးရဲ့ကျင်နာမှုကိုလိုချင်လွန်းလို့ဟုတ်လား